ခုကမြင်ဒီ granny square လေးမှာဒါလေးကိုထိုးပြမှာပေါ့နော်အသေးပုံလေးကိုအရင်ထိုးပြပါမယ်အမြင်သုံးထားတာကကြတော့ဒါကထိုင်းချီထင်တာပဲဒီဥစ္စာလေးတိုးမွေချီဒါလေးကိုသုံးထားရပေါ့နော်သုံးပြီးတော့ S size ကကြတော့ 2.5 mm နဲ့ထိုးပါမယ်ပထမဆုံးဒီအသေးပုံလေးပေါ့နော်ဒါလေးကိုအရင်ထိုးပြပါမယ်အရောင်နုတာလေးရွေးထားတော့လေဗီဒီယိုရိုက်တဲ့အချိန်မှာတော့တိတ်မပေါ်ပေါ့နော်ဒီချာလေးကြည့်ပေးပါသူကဒါပထမဆုံးကတော့ magic ring နဲ့စလိုက်ရတယ် magic ring ကတချို့ကြတော့မလို့တော်တော်မင်းကတော့ပုံမှန်ချင်းခွင်းနဲ့ပဲစလိုက်မယ်ပေါ့နော်။ဘာလို့ဒီလိုမျိုးခွင်းလေးလုပ်ပြီးလို့ရှိရင်1 2 3 4ဖွမီ4ခုပုံမှန်ပေါ့နော်ဒီလိုမျိုး magic ring စရမယ်ဟာဖွမီ4ခုဝင်ကျင်အောင်ဆိုအကိုက်ပါပဲတော်တော်များများပေါ့နော်4ခုမဟုတ်ရင်လည်း3ခုအဲ့လိုမျိုးလုပ်လို့ရပါတယ်ပြီးလို့ရှိရင်ဒီပထမဆုံးချင်းပေါက်လေးထဲမှာအကူထိုးချီကိုချိတ်ယူပြီးတော့ရှက်ကော်လေးနဲ့ပြန်ထုတ်လိုက်ပါပြန်ထုတ်ပြီးလို့ရှိရင်တိုင်းရည်တိုင်းစားချိန်3ခုတက်မယ်တက်ပြီးလို့ရှိရင်မင်းတို့ကဘာလုပ်မလဲဆိုတော့တရစ်ပြီးဒီလေဒီခွင်း၄ခုမှာသူကအလဲနေရလေးဒီလိုအပေါက်လေးရှိမှာနော်အဲ့ဒီအပေါက်လေးကိုဒါချီကအယောင်နုနေလို့တိတ်မမြဲကိုထိုးရင်းနဲ့တခြားကြည့်လိုက်ပေါ့နော်အဲ့မှာတရစ်တိုင်းနောက်ထပ်တရစ်အဲ့ဒီအပေါက်ထဲမှာပဲနှစ်တိုင်းမင်းတို့ဒီစခဲ့တဲ့ချီအစာလေးကိုအထဲမှာပဲဒီတိုင်းထိုးရင်းနဲ့ပဲသူ့ကိုတစ်ခါလေးတင်သွားနော်ပြီးလို့ရှိရင်3တိုင်းဒီမှာတော့သူ့ကိုကြားထဲမှာညက်တော့တာသူအစထွက်မနေဘူး3တိုင်းအပေါက်လေးထဲမှာပဲ4တိုင်း5တိုင်းဆိုတော့မင်းတို့ကချိန်3ခုတက်တော့လဲတတိုင်းရည်တာမလို့တတိုင်း2တိုင်း3တိုင်း4တိုင်း5တိုင်း6တိုင်းတူတွေက6တိုင်းဖြစ်နေပြီနော်ချိန်3ခုတတိုင်းရည်ပါ1 2 3 4 5 6စုစုပေါင်း73တိုင်းထိုးပေးပါနော်ဒီမှာဆိုလို့ရှိရင်12တိုင်းထိထိုးပြီးပြီဒီမှာ73တိုင်းမြောက်တရက်တိုင်းထိုးမယ်ထိုးပြီးလို့ရှိရင်ဒီမှာခြီလေးကိုဒီတိုင်းပဲထိုးလို့ဒီအစာလေးကဖြတ်လိုက်လို့ရတယ်နော်မင်းတို့ကအလဲမှာဒီလိုပတ်လဲထိန်းလာခဲ့တာမလို့ပြီးလို့ရှိရင်ချိန်3ခုတက်ခဲ့တဲ့အပေါ်ဆုံးချိန်ပေါက်မှာရှက်ကော်လေးနဲ့သွားဆက်ပြီးလို့ရှိရင်ဒီအပေါက်မဟုတ်ဖ ೇನೆ เนาะဘေးကတတိုင်းအဲ့ဒီတတိုင်းကိုကျော်2တိုင်းမြောက်မှာ1ရစ်ရစ်မယ်2ရစ်ရစ်မယ်ရစ်ပြီးလို့ရှိရင်ဒီ2တိုင်းမြောက်ရဲ့ထိပ်မှာ2ရစ်တိုင်းဆိုတော့2ကွင်းတစ်ခါ2ကွင်း2ခါ2ကွင်း3ခါဖြုတ်ရမယ်เนาะပြီးရင်2ရစ်ရစ်မယ်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်2ကွင်းတစ်ခါ2ကွင်းတစ်ခါ2ကွင်းတစ်ခါအဲ့လိုမျိုး2ရစ်တိုင်းစုစုပေါင်း8တိုင်းထုတ်ပါမယ်ဒီမှာဆိုလို့ရှိရင်1တိုင်း2တိုင်း2ရစ်ရစ်မယ်3တိုင်း2ရစ်ရစ်မယ်တစ်ပေါက်ထဲမှာပဲเนาะ4တိုင်း5တိုင်း6တိုင်း9တိုင်း10တိုင်းမဆိုရင်ဒီနောက်ပြန်ရေးကြည့်ပါနော်1 2 3 4 5 6 9 10တိုင်းပြီးလို့ရှိရင်တရက်တိုင်းဒီကက်ရဲ့အပေါက်မှာတရက်တိုင်းတိုင်းထိုးပါမယ်တရက်တိုင်းပြီးလို့ရှိရင်သူ့ဘေးကနောက်တစ်ပေါက်မှာကြတော့တရက်တိုင်းရှိတိုင်းရဲ့တိုင်းလက်ဆိုတော့ဒီကနော်ဒီလိုတရက်ရက်မယ်ချီကိုချိတ်ယူပြီးတော့ဒီပေါ်မှာရှိတဲ့3ခွင်လုံးကိုဆွတ်ချွတ်မယ်နောက်တစ်ပေါက်မှာကျတော့အဲ့လိုတိုင်လက်ကိုတစ်ပေါက်ထဲမှာ2တိုင်ထိုးရမယ်တစ်ခါတည်းချွတ်မယ်တရစ်ရစ်မယ်ချီချဲယူမယ်တစ်ခါတည်းချွတ်မယ်ဒါကတိုင်လက်2တိုင်နောက်တစ်ပေါက်မှာကျတော့တိုင်လက်1တိုင်ရယ်တရစ်တိုင်ကတိုင်လက်1တိုင်ရယ်အဲ့ဒီအပေါက်ထဲမှာပဲတရစ်တိုင်က1တိုင်ရှိမယ်ပြီးရင်မြေတစ်ခုမှာကျင်တာကအဲ့ဒီတိုင်ရှိတရစ်တိုင်ရှိမှာမကာလေးမှတ်ပြီးပါဝင်ကဒါမှားဆိုလို့မှတ်ပြနော်တရစ်တိုင်ရှိရဲ့ထိတ်မှာပုံမှန်ဝင်ကတော့ထိုးနေကြဆိုတိုင်ရှိကဘယ်နားမှာလဲတည်တော့ကြတော့အဲ့လိုခွဲရတဲ့ပေါ့နော်ဒီထိဆိုရင်အသေးပုံရဲ့တစ်ချမ်းပြီးတော့ပါပြီနောက်တစ်ချမ်းကကြတော့သူပေးခဲ့ရပေါက်မှာတရစ်တိုင်ရှိတစ်တိုင်လာမယ်အဲ့ဒီအပေါက်ထဲမှာပဲတိုင်လက်တစ်တိုင်ပြီးရင်ဘေးကက်ရဲ့နောက်တစ်ပေါက်မှာတိုင်လက်ကတစ်ပေါက်ထဲမှာ2တိုင်အဲ့တော့သူ့ရဲ့နောက်တစ်ပေါက်မှာကျတော့အဲ့ဒီပေါက်တိုင်လက်တစ်တိုင်အဲ့ဒီအပေါက်မှာပဲနောက်ထပ်တရစ်တိုင်ရှိတစ်တိုင်ပြီးလို့ရှိရင်ဒီမှာဒီထိတ်ကရင်1 2 3ခုမြောက်ချိန်ပေါ့နော်ဒီဘေးကက်ရဲ့အပေါက်မှာကျတော့တိုင်ရှိတစ်တိုင်မယ်ဒါဆိုလို့ရှိရင်2ပေါက်စာပဲကျန်တော့မယ်အဲ့တော့ဒီအပေါက်မှာကျတော့2ရစ်တိုင်ရှိ8တိုင်ထိုးပါမယ်တစ်ပေါက်ထဲမှာ8တိုင်ပါနော်အဲ့တော့မင်တာတစ်ပေါက်ထဲမှာ8တိုင်ထိုးထားတာပါထိုးပြီးလို့ရှိရင်ဒီမှာဒီကြားထဲမှာကဒီနောက်ဆုံးတစ်ပေါက်ပြီးလို့ရှိရင်ဒီကြားထဲမှာလည်းမင်းတို့စချင်းထိုးခဲ့တဲ့နေရာလေးဒီပဲ2ရက်တိုင်ရှိထိမ့်မဟုတ်ဘူးเนาะဒီကြားထဲကစခဲ့တဲ့နေရာလေးအဲ့ကြားထဲမှာချီကိုဒီလိုအကိုထိုးချိတ်ယူရှက်ကော်လိုမျိုးပြန်ထုတ်ပြီးလို့ရှိရင်နောက်ကချီစာကိုဒီလိုမျိုးလေးဆွဲပြီးတော့တိမ်လိုက်ရင်ရပါပြီ
အဲ့ဒါကိုတင်းလေးဆွဲလိုက်ပါနော်အဲဆိုလို့ရှိရင်မင်းတို့ဒီအသေးပုံလေးဒီလိုလေးရပါတယ် granny square ရဲ့အလဲရမယ်အသေးပုံလေးပါနော်ဘေးကဘက်လဲကိုနောက်တစ်ပိုင်းပြန်လုပ်ပေးပါမယ်အခုဒီအပိုင်းမှာကျတော့ဒီဘေးကအနာပေါ့နော်တိုင်းရှိအနာ white တာလေးလာပါမယ်အဲ့တော့ဘယ်လိုစမလဲဆိုတော့ပထမဆုံးကဒီလိုချီခွင်းလေးလုပ်လိုက်မယ်လုပ်ပြီးလို့ရှိရင်မင်းပြောခဲ့တယ်လေဒီမှာတိုင်းရှိနေအောင်မကာလေးမှတ်ပေးလို့ပြောခဲ့တယ်အဲ့ဒီတိုင်းရှိအပေါက် sorry အဲ့ဒီတိုင်းရှိအပေါက်ကနေစပါမယ်ဒီကဆိုလို့ရှိရင်အသေးတစ်ချမ်းစီဆိုတော့ဒီဘက်တိုင်းရှိရဒီဘက်တိုင်းရှိရတိုင်းရှိနှစ်တိုင်းကဒီအစွန်ဆုံးမှာရှိမှာအဲ့ဒီတိုင်းရှိနှစ်တိုင်းကနေစရမှာပေါ့နော်ပထမဆုံးပေါက်မှာဆိုလို့ရှိရင်မင်းကဒီလိုမျိုးပဲပထမဆုံးပေါက်မှာတိုင်းတူတစ်တိုင်းလုံးမယ်နောက်သူ့ဘေးကရဲ့တိုင်းရှိပေါ်မှာလည်းတိုင်းတူတစ်တိုင်းပြီးလို့ရှိရင်တိုင်းလက်နောက်တစ်ပေါက်မှာတိုင်းလက်တစ်တိုင်းနောက်တစ်ပေါက်မှာကျတော့တိုင်းရှိတစ်တိုင်းရအဲ့တော့အဲ့ဒီတိုင်းတူနှစ်တိုင်းတိုင်းလက်တိုင်းရှိပြီးလို့ရှိရင်နောက်တစ်ပေါက်ကျတော့တရက်တိုင်းရှိတစ်တိုင်းရဲ့အဲ့ဒီအပေါက်မှာပဲနှစ်ရက်တိုင်းရှိတစ်တိုင်းလာမယ်လာပြီးလို့ရှိရင်ချိန်3ခုချိန်3ဒါဒေါင်းလို့နေရမျိုးဒီလိုမျိုးဒေါင်းနေရဖြစ်တဲ့အတွက်ဒီမှာနှစ်ရက်တိုင်းတစ်တိုင်းတရက်တိုင်းတစ်တိုင်းနဲ့ဆိုတော့ဒီဘက်ပေါက်မှာလည်းအဲ့လိုမျိုးနှစ်ရက်တိုင်းတစ်တိုင်းပြန်လာပြီးလို့ရှိရင်အဲ့ဒီအပေါက်ထဲမှာပဲတရက်တိုင်းတစ်တိုင်းတရက်တိုင်းတစ်တိုင်းထိုးပြီးလို့ရှိရင်ဘေးကရဲ့အပေါက်မှာကတိုင်းရှိတစ်တိုင်းသူဘေးအပေါက်မှာကြတော့တိုင်းလက်တစ်တိုင်းအဲ့ဒီအပေါက်ထဲမှာပဲတိုင်းတူတစ်တိုင်းဒီနားလေးကမှားတဲ့တိကျကြည့်ပြီနော်နောက်တစ်ပေါက်မှာတိုင်းတူတစ်တိုင်းနောက်တစ်ပေါက်မှာကတိုင်းတူတစ်ပေါက်ထဲမှာနှစ်တိုင်းပြီးရင်ကြတော့တိုင်းလက်နောက်တစ်ပေါက်မှာတစ်တိုင်းနောက်တစ်ပေါက်မှာကြတော့တိုင်းလက်တစ်တိုင်းတရက်တင်တိုင်းရှိတစ်တိုင်းချိန်3ခုလာမယ်တရက်တင်တိုင်းရှိတစ်တိုင်းအဲ့ဒီအပေါက်ထဲမှာပဲတိုင်းလက်တစ်တိုင်းနောက်ထပ်ကြတော့တိုင်းလက်ကိုတစ်ပေါက်တစ်တိုင်းနောက်ပေါက်မှာလည်းတိုင်းလက်ကိုတစ်ပေါက်တစ်တိုင်းဒီမှာတော့တိုင်းလက်တစ်တိုင်းနှစ်တိုင်းရှိမယ်နောက်တစ်ခုကကြတော့တရက်တင်တိုင်းတစ်တိုင်းအဲဆိုလို့ရှိရင်အသေးပုံရဲ့အလဲမင်းတို့ဒီချီစာလေးထွန်းနေအလဲပေါက်ရောက်လာအဲ့ဒီအလဲပေါက်ရောက်လို့ရှိရင်တော့နှစ်ရက်တင်တိုင်းရှိအဲ့ဒီအပေါက်ထဲမှာပဲထိုးနော်နှစ်ရက်တင်တိုင်းရှိတစ်တိုင်းနှစ်ရက်တင်ဆိုတော့နှစ်ကွင်းတစ်ခါနှစ်ကွင်းတစ်ခါနှစ်ကွင်းတစ်ခါဖြုံမယ်ဖြုတ်ပြီးလို့ရှိရင်တရက်တိုင်းရှိတစ်တိုင်းကိုသူပေးရပါတော့ဒီနှစ်ရက်တင်တိုင်းရှိရဲ့ထိတ်မှာတိုင်းရှိတစ်တိုင်းထိုးမယ်ဒီဘက်ချမ်းမှာထိုးခဲ့သလိုမျိုးပဲတိုင်းလက်ကိုတစ်ပေါက်တစ်တိုင်းနဲ့နှစ်တိုင်းထိုးမယ်နောက်တစ်ပေါက်မှာကြတော့တိုင်းလက်တစ်တိုင်းအဲ့ဒီအပေါက်ထဲမှာပဲတရက်တင်တိုင်းရှိတစ်တိုင်းချိန်3ခုလာမယ်တရက်တင်နောက်ပြီးခဲ့ရပေါက်မှာတရက်တင်တိုင်းရှိတစ်တိုင်းတိုင်းလက်တစ်တိုင်းထိုးပြီးလို့ရှိရင်နောက်တစ်ပေါက်မှာတိုင်းလက်တစ်တိုင်းလို့ရှိရင်တော့ဒီမှာနောက်တစ်ပေါက်မှာကြတော့တိုင်းတူတစ်ပေါက်ထဲမှာထိုးရနော်တိုင်းတူတစ်ပေါက်ထဲမှာနှစ်တိုင်းသူဘေးကရဲ့ပေါက်မှာတိုင်းတူတစ်တိုင်းနောက်ထပ်ပြီးကရဲ့ပေါက်မှာကတိုင်းတူတစ်တိုင်းတရက်အဲ့ဒီအပေါက်ထဲမှာပဲတိုင်းလက်တစ်တိုင်းပြီးရင်တော့တရက်တင်တိုင်းရှိတစ်တိုင်းနောက်ထပ်ကရဲ့ပေါက်မှာတရက်တင်တိုင်းရှိတစ်တိုင်းအဲ့ဒီအပေါက်မှာပဲနှစ်ရက်တင်တိုင်းရှိတစ်တိုင်း sorry 3ကပြောချိန်3ခုပြီးတော့အဲ့ဒီကက်ရပေါင်းမှာနှစ်ရက်တင်တိုင်းရှိတစ်တိုင်းတရက်တင်တိုင်းတစ်တိုင်းချန်ညိပြီးရင်ဒီဘေးမှာနှစ်ပေါက်ဆက်ကျန်တယ်နော်တရက်တင်တိုင်းတစ်တိုင်းထိုးမယ်နောက်ဆုံးပေါက်မှာကတိုင်းလက်တစ်တိုင်းဒီပထမဆုံးဟာအမှားတဲ့ဆုံးပဲပေါ့နော်အဲ့ဒါလေးကိုတခြားကြည့်ပေးပါပြီးတော့လို့ရှိရင်ပထမဆုံးတက်ခဲ့တဲ့တိုင်းတူရဲ့ထိတ်မှာရှက်ကော်နဲ့ဆက်ပြီးလို့ရှိရင်ပုံမှန်ကတော့သူကတိုင်းရှိတိုင်းစားပြန်တက်ရမှာဆိုပုံမှန်မင်းတို့ basic အနေနဲ့ဆိုတိုင်းရှိတိုင်းစားချိန်3ခုပြီးလို့ရှိရင်နောက်တစ်ပေါက်မှာတိုင်းရှိအဲ့လိုမျိုးတက်တာပေါ့နော်မင်းကအဲ့ချိန်3ခုနေရာလေးမှာတခြားလေးလှုပ်ချင်တာမလို့ဒီမှာပထမဆုံးတိုင်းတူရဲ့ထိတ်မှာရှက်ကော်နဲ့ဆက်ပြီးလို့ရှိရင်ဒါကိုရှေ့မစွန်းနေလို့တူတူလေးပဲထားပြီးအဲ့ဒီအပေါက်ထဲမှာပဲတိုင်းတူတစ်တိုင်းထိုးလိုက်မယ်ဒါမစွဲနဲ့နော်ပြီးရင်သူဘေးကဒီခွင်းလေးထဲမှာအက်ကိုထိုးချီယိုချက်ယူတိုင်းတူတစ်တိုင်း
အဲ့လိုပုံစံထိုးပေါ့နော်ဒီမှာနှစ်ကွင်းလေးဒီပေါ်မှာနှစ်ကွင်းလေးပေါ်နေတာကိုဒီဘေးကကွင်းလေးတွေကိုအကိုထိုးချီကိုပြန်ချိတ်ယူ3ခါလောက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တိုင်းရှိတိုင်းစားချင်း3ခုအမြင့်ရှိလို့3ခါလောက်တယ်ပြီးရင်တော့တရစ်ရစ်ပြီးတော့ဘေးကတိုင်းနေပေါ်မှာကတစ်ပေါက်ကိုတိုင်းရှိတိုင်းထိုးလိုက်တော့မင်းတို့ဒီချိန်လေးနဲ့ထိုးခဲ့တဲ့ဟာပါရင်ဒါဆိုရင်တစ်တိုင်း3တိုင်းရှိနေပြီတစ်ပေါက်တစ်တိုင်းဆို4တိုင်း5တိုင်း6တိုင်းအဆုံးထိမှာ6တိုင်းရှိမယ်ပြီးလို့ရှိရင်အလဲချင်းချခဲ့တဲ့နေရာမှာတိုင်းရှိကို2တိုင်းထက်အဲ့တော့ total 8တိုင်းရှိပါမယ်ပြီးရင်ချိန်3ခုအဲ့တော့ဒီကြောင်ထဲမှာပဲတိုင်းရှိ2တိုင်းထက်မယ်ထည့်ပြီးလို့ရှိရင်ကျန်တာကဒီတစ်ပေါက်တစ်တိုင်းဆိုတော့သူက total တမျက်နှာစာဘယ်လောက်ရှိမလို့တစ်ချက်ပြမယ်နော်ဒီမှာဆို3တိုင်း4တိုင်း5တိုင်း6တိုင်း9တိုင်း10တိုင်း9တိုင်း10တိုင်း11တိုင်း12တိုင်း13တိုင်းဒီတိုင်းထိပ်ဆို13တိုင်းတောင်ထဲမှာက2တိုင်းထဲမှာဆိုတော့15တိုင်းတမျက်နှာစာကို15တိုင်းရှိပါမယ်ပြီးရင်ချိန်3ခုနဲ့ဒီတောင်ထဲမှာက2တိုင်းကျန်တဲ့ဟာတွေကတစ်ပေါက်တစ်တိုင်းအဲ့ဒါကိုပက်လက်ထိုးသွားပြီနော်ပက်လက်ထိုးပြီးဒီနာတစ်ချက်ပြင်ပြပါမယ်ဒီဘက်မျက်နှာရောက်လာပြီဆိုလို့ရှိရင်ဒီမှာချိန်3ခုပြီးလို့ရှိရင်ခွင်းထဲမှာတောင်းနေရမှာကတိုင်းရှိ2တိုင်းပြီးလို့ရှိရင်ဒီမှာတစ်ပေါက်တစ်တိုင်းထိုးမယ်နော်3တိုင်း4တိုင်း5တိုင်းဒီချာလေးကြည့်ပြပါနော်5တိုင်းလို့ရှိရင်ဒီမှာတစ်ပေါက်စာနေရာရှိတယ်6တိုင်းပြီးလို့ရှိရင်ဒီမှာဒီချိန်လေးစတက်ခဲ့တဲ့ဒီအပေါက်ကလေးမြင်ရလားမသိဘူးအဲ့နေရာမှာတစ်တိုင်းထိုးပါ9တိုင်းဘာလို့လဲဆိုရင်မင်းတို့ကဒီဘက်မှာ10တိုင်းရှိခဲ့လေ1 2 3 4ဒီဘက်မှာ9တိုင်းရှိမှသူ့ရဲ့15တိုင်းတမျက်နှာ15တိုင်းနဲ့အကိုက်ဖြစ်သွားမှာနော်အဲ့တော့ဒီ9တိုင်းဒီအခြေထိထိုးပြီးလို့ရှိရင်မင်းတို့ဒီပထမဆုံးချင်းလိုမျိုးနဲ့ပထမဆုံးတက်ခဲ့တဲ့ဒီနေရာလေးနော်ညလာမသိဘူးဒီအပေါက်ကလေးမှာရှက်ကော်လေးနဲ့အကိုထိုးချီချိတ်ယူရှက်ကော်လေးနဲ့ဆက်ပြီးလို့ရှိရင်ဒီတိုင်တက်ခဲ့တဲ့လိုမျိုးပဲအဲ့ဒီမူရင်းတိုင်ရဲ့အခြေမှာတိုင်တူလေးပြန်ထိုးလို့ရှိရင်ဒီဘေးကခွင်းလေးတွေကိုထိုးနှစ်ခါအဲ့ဒီခွင်းလေးတစ်ခွင်းနဲ့ကိုအဲ့လေးကိုပြန်ထိုးချီချိတ်ယူတိုင်လိုပုံစံမျိုးထိုး3ခါဒါဆိုလို့ရှိရင်တိုင်ရှိတစ်တိုင်းလို့ရှိရင်ဒီမှာတစ်ပေါက်တစ်တိုင်းနဲ့ပြန်ထိုးဒါဆိုရင်3တိုင်း4တိုင်း5 6 9 10တောင်ထဲမှာက2တိုင်းထိုးတော့ဒီကောင်က10တိုင်းရှိမယ်10တိုင်းရှိမယ်ပြီးရင်ချိန်3ခုနဲ့ဒီတောင်းနေရတော့မင်းတို့အောက်တန်းမှာထိုးခဲ့တယ်လို့မျိုးပဲတိုင်းရှင်းတဲ့တိုင်းပြီးရင်တိုင်းရှည်တစ်ပေါက်တစ်တိုင်းတို့ဒီမျက်နှာမှာဆိုလို့ရှိရင်တိုင်းရှည်ကဒီလိုတမျက်နှာကို19တိုင်းရှိလိမ့်မယ်နော်အဲ့ဒါကိုပက်လက်ထိုးလာပြီးမင်းဒီဆုံးတာတစ်ချက်ပြပေးပါမယ်အခုမင်းပက်လက်ထိုးလိုက်နေဒီစခဲ့တဲ့မျက်နှာပဲခြံရောက်လာပြီဆိုလို့ရှိရင်လည်းပဲဒီမှာတစ်တိုင်း2တိုင်းကွင်းထဲမှာ2တိုင်းပြီးတော့တစ်ပေါက်တစ်တိုင်းဆိုတော့3 4 5 6 9 10သူကကြတော့ဒီမှာ10တိုင်းရှိပြီးသားဆိုတော့ဒီဘက်မှာ9တိုင်းရှိရမှာဟောဒီအတိုင်းအပေါက်ထိဆိုလို့ရှိရင်9တိုင်းပြီးလို့ရှိရင်ဒီထိတ်ကဒီမှာဒီလိုဖွန်မီလိုမျိုးလေးမြင်ရနော်ပထမဆုံးတိုင်ရဲ့ထိတ်ကဖွန်မီလေးမှာချီကိုချိတ်ယူရန်ချိတ်ပြီးတော့ဒါကိုတစ်ချက်တုပ်ပြီးရင်ချီစာသိမ်းရမှာဆိုနည်းနည်းခက်ရှိလေးဖြတ်တင်းတင်းလေးဆွဲပြီးတော့ဒီချီစာကိုနောက်မှသိမ်းလိုက်ရပါပြီသူကဒီလိုမျိုးစားထွက်လာရင်တော့ဒီလိုတွန့်လေးပေါ့နော်အဲ့ဒါအောင်မင်းတို့ဒီလို square box လေးတွေရှိတယ်မင်းကတော့ဒါတကွဲစာလေးပဲဝယ်ထားလို့မလို့အဲ့ဒါလေးမှာလိုမျိုးလေးတောင်းလေးတွေချိတ်ထားလိုက်လို့ရှိရင်သူကလည်းသူပြည့်မြန်လေးဖြစ်လာပါတယ်ပြည့်မြန်လေးဖြစ်လာတာအောင်မှာဒါကမင်းတို့ဒီ site ကိုပေါ့နော်ကိုတိုင်းကြည့်ပြီးကိုကဒီထက်ကြီးတဲ့ site ကိုလိုချင်လို့ရှိရင်လည်းပဲသေးတဲ့ site ကိုလိုချင်ဒီလိုတန်းဖြုတ်လိုက်ဒီတန်းထိပဲတို့ဒီထက်ကြီးတဲ့ site ကိုလိုချင်ရင်ဒီတိုင်းရှိတန်းတက်တဲ့ဟာကအကုန်လုံးပုံစံတွေအတူတူပဲဆိုတော့ကိုလိုချင်တဲ့အထိ square ကိုကြည့်ချင်လို့ရှိရင်ဒီတန်းလေးကိုဆက်ပြီးထိုးလို့ရပါတယ်ဒါကမင်းကဒီဥစ္စာနဲ့ပေါ့နော်အနွေးတဲ့ထိုးနည်းလေးတင်ပေးမှမလို့ဒါကတော့ granny square ထိုးနည်းပေါ့နော်ဒီ20ချုပ်နီးကတော့တက်လာပါမယ် granny square လေးကိုရင်းလာလေးရကြပါစေသူကလေမူရင်းပက်တန်ထဲမှာじゃဒီအသေးပုံလေးကိုအယောင်ဆူဆူလေးတုံးတော့ထင်းနေရပါတော့မင်းကအသေးကိုထင်းထင်းမကြိုက်လို့အယောင်လို့လည်းကြိုက်လို့မလို့ဒီဒါလေးကိုတုံးထားတော့တိတ်မပေါ်ဖြစ်နေရ
အားလုံးပဲအဆင်ပြေကြပါစေပတ်တန်လေးကရှိုးလို့တခြားလေးကြည့်ပေးပါနော်ဒီတစ်ချက်ပြခြင်းလို့ပေါ့နော်မင်းက granny square ထိုးတဲ့အချိန်မှာဒီကာဒီဂန်ကပေါ့နော် granny square နဲ့ကာဒီဂန်နေဆိုလို့ရှိရင်သူတို့ဆက်တဲ့နည်းကအမျိုးမျိုးရှိတယ်ပေါ့နော်အကွက်ရည်ကိုအဓိကလက်နဲ့ကိုယ်ရနဲ့တွေ့တဲ့အချိန်မင်းကတော့ဒါလေးကအဆင်ပြေဆုံးထင်လို့ဒီပုံစံလေးဆက်ပါမယ်ဒီမှာဆိုလို့ရှိရင်ဘယ်နှကွက်လို့မလို့ဆိုတော့ပုံမှန် site ကဒီမှာ1 2 3 4 5 6 9 8 9တန်းဒီလိုအတန်းက9ကွက်ဆိုတော့9တွေ့9နဲ့9 3 36 3ခွန်3 8 3 9 40ကိုယ်ရမှာရင်အကွက်40လို့ပါမယ်ပြီးရင်လက်အရှိဖြစ်တဲ့အတွက်ဒါပုံမှန် site ဆိုလို့ရှိရင်3ခွက်လောက်ထပ်ဆက်ရင်လောက်တယ်ပေါ့နော်ဒီလိုမျိုးအနားလေးထည့်အောင်မှဖြစ်တဲ့အတွက်3ခွက်ကလက်တစ်ဖက်ကို9ခွက်ဆိုတော့18ခွက်40ရဲ့58ခွက်အင်ကြီးတစ်ထည်လုံးဆိုတော့တိုးတက်58ခွက်လိုအောင်မဲ granny square ကမင်းဒါလေးတစ်ချက်ပြောချင်လို့ပါအနှွေးတဲ့မင်းလိုမျိုးထိုးမယ်ဆိုလို့ရှိရင်58ခွက်ထိုးထားပေးပါရှင်ပြီးရင်တော့ဒီချုပ်တဲ့ဟာလေးပြပါမယ်